အခုလိုအချက်ကြောင့်နှမျောစရာကောင်းစွာကိုလွန်ဆုံးမခဲ့ရတဲ့ခင်ဗျိုမတီရုပ်သံအစီအစဉ်မှပရိုဂျူဆာနန်းမီမြတ်မွန်လောကမှာတခါတည်းအနေစာပေးကွေးတော်လက်မဆန်မီစံတော်လက်မကွေးမီရောက်လာတတ်ပါတယ်။အခုခါမှလည်းရုပ်တရက်ချက်ချင်းဆိုသလိုဆုံးမကောလွန်အနေစာရောက်သွားတာကခင်ဗျိုမတီရုပ်သံအစီအစဉ်ကထုတ်လုပ်သူပရိုဂျူဆာမတ်နန်းမီမြတ်မွန်ဖြစ်ပါတယ်။ခင်ဗျိုမတီဆိုတဲ့ရုပ်သံအစီအစဉ်ကတော့ MRTV4 ရုပ်သံလိုင်းရဲ့ပရိသတ်တွေအထူးသဖြင့်အမျိုးသမီးတွေရဲ့ရင်ထဲမှာနေရာယူထားတဲ့အစီအစဉ်ကောင်းတစ်ခုပါရှင်။အမျိုးသမီးတွေအတွက်အသိပညာဘုဒ္ဓအကျမ်းမာရေးလူနေမှုဘဝပုံစံနဲ့အထွေထွေဘုဒ္ဓတွေကိုအကျိုးရှိရှိတင်ဆက်ပေးနေတာကြောင့်ကြည့်ရှုသူများပြားပြီးတော့အောင်မြင်မှုရရှိထားပါတယ်။ဒီလိုအရေးသွေးပြေဝပြီးတော့ပရိသတ်အကျိုးပြုတဲ့အစီအစဉ်တစ်ခုဖြစ်လာအောင်အဓိကပဲကင်ပေးနေသူကတော့ပရိုဂျူဆာမန်နန်းမီမြတ်မွန်ခေါ်မမမွေပဲဖြစ်ပါတယ်။သူကသူ့ရဲ့စိတ်ကူးစိတ်သန်းတွေစူးစမ်းအထောက်အပံ့နဲ့ခင်ဗျိုမတီအစီအစဉ်ကိုပုံမကောင်းမအောင်အစဉ်တစိုက်မွမ်းမံဖန်တီးနေသူတူလည်းဖြစ်ပါတယ်။ဒါပေမဲ့အောက်တိုဘာလ2ရက်နေ့2025ခုနှစ်ညပိုင်းအချိန်မှာတော့သူနဲ့သူ့ရဲ့မိတ်ဆွေမိသားစုတွေအတွက်မေးမရနိုင်တဲ့အညာတညဖြစ်ခဲ့ရပါတယ်ရှင်။မန်နန်းမီမြတ်မွန်ဟာရန်ကင်းမြို့နယ်ကဘာအေးဖျားလမ်းပေါ်106မှတ်တိုင်နဲ့ချော်တွန်းကုန်းမှတ်တိုင်ကြားမှာဖြစ်ပွားခဲ့တဲ့မမျှော်လင့်ထားတဲ့မတော်တဆမှုဖြစ်စဉ်တစ်ခုကြောင့်ရုတ်တရက်ဆိုသလိုကိုလွန်အနှိမ့်ဆရောက်သွားရှာပါတယ်။မန်နန်းမီမြတ်မွန်ကလုပ်ငန်းခွင်မှာရောပေါင်းသင်းဆက်ဆံရေးမှာပါစိတ်ထားဖြူစင်ပြီးလူတိုင်းပေါ်မှာနှွေးထွေးစွာဆက်ဆံတတ်သူတဦးအဖြစ်လူသိများပါတယ်။အစီအစဉ်တင်ဆက်သူတွေအနုပညာရှင်တွေနဲ့အလုပ်ပေါ်ကံပဲတိုင်းကသူမကိုချစ်ခင်ကြပါတယ်ရှင်။ဒါကြောင့်လည်းဒီသတင်းကိုကြားရချိန်မှာတော့အနုပညာမောင်နှမအများစွာကသူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာမမုံမွေးနဲ့ပတ်သက်တဲ့လှပတဲ့အမတ်တရားတွေသူ့ရဲ့ကောင်းသတင်းတွေကိုပြန်လည်ရေးသားပြီးတော့ဝမ်းနည်းခြင်းများစွာနဲ့အမတ်တရားစကားတွေဆိုခဲ့ကြပါတယ်။သူမနဲ့ခင်မင်းရင်းနှီးတဲ့အစီအစဉ်တင်ဆက်သူတို့ဖြစ်တဲ့သဇင်တော်ဝင်းကလည်းလူမှုကွန်ရက်ကနေတဆင့်သူ့ရဲ့ခန်းစားချက်ကိုရင်ဖွင့်ခဲ့ပါတယ်ရှင်။သူ့ရဲ့ရေးသားချက်မှာတော့တန်ဖိုးရှိတဲ့လူဘဝတွေအလွယ်တကူမဆုံးရှုံးစေဖို့အတွက်လမ်းပေါ်မှာသွားလာနေကြသူအလုံးဘေးကင်းလုံခြုံရေးအတွက်စီကံလိုက်နာမှုနဲ့လူအသက်ကိုလေးစားမှုရှိကြဖို့အရေးကြီးတဲ့အကြောင်းထိထိမိမိရေးသားထားတာကိုတွေ့ရပါတယ်။အထူးသဖြင့်ရင်ကုန်မစင်မကြံမောင်းနေမှုကြောင့်လူသက်တစ်ချောင်းဆုံးရှုံးရတဲ့အပေါ်မှာလည်းထောက်ပြထားတာဖြစ်ပါတယ်။အခုလက်တလောရန်ကုန်မြို့မှာကမစင်မကျင်မောင်းနေမှုတွေကများလာတာပါရှင်။အခုတော့မန်နန်းမီမြတ်မွန်တယောက်အသက်ဆုံးရှုံးရသလိုကျန်းရည်သူမိသားစုတွေမှာလည်းဝမ်းနဲ့ပူဆွေးနေကြရတာဖြစ်ပါတယ်။ကိုလွန်သွားပြီဖြစ်တဲ့မန်နန်းမီမြတ်မွန်ကမမုံမွေးရဲ့နောက်ဆုံးခီးကိုတော့အော်တိုဘာလ4ရက်နေ့ညနေ4နာရီချိန်မှာရွေးတုတ်တန်ကိုပို့ဆောင်မှာဖြစ်တဲ့အကြောင်းသိရပါတယ်။မန်နန်းမီမြတ်မွန်လို့အရေးချင်းရှိတဲ့အနာဂတ်အတွက်မျှော်လင့်ချက်တွေအများကြီးရှိတဲ့လူငယ်တယောက်ကိုအခုတော့မမျှော်လင့်မဲ့လက်လွတ်ဆုံးရှုံးလိုက်ရတာကတော့အင်မတန်ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုပါရှင်။မန်နန်းမီမြတ်မွန်လို့အရေးချင်းရှိတဲ့လူငယ်တယောက်ကိုအခုလိုအချိန်မတိုင်ခင်ဆုံးရှုံးလိုက်ရတာကသူ့မိသားစုအတွက်သာမကသူဖန်တီးတဲ့အစီအစဉ်တွေကိုအားပေးနေကြတဲ့ပရိသတ်တွေနဲ့တနိုင်ငံလုံးအတွက်ပါကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုပါပဲဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တို့အနေနဲ့လည်းညဘက်တွေမှာအခုလိုမျိုးမောင်းနေတဲ့ရင်မောင်းနေနဲ့ပတ်သက်ပြီးတော့ဘယ်လိုများမြင်ကြပါလဲဒီလိုဖြစ်တွေထပ်မဖြစ်အောင်ဘယ်လိုကောက်ွယ်သင့်လဲလို့ထင်ပါလဲရှင်ကိုယ့်ရဲ့အမြင်တွေကိုကိုမမဝင်ရောက်ပြီးတော့ဆွေးနွေးပေးသွားခဲ့ကြပါဦးမမမွေတယောက်ကောင်းမွန်ရပုံပွားမှာအေးချမ်းစွာအနားယူနိုင်ပါစေလို့လည်းဆုတောင်းပေးလိုက်ပါတယ်ရှင်